ဒီခေတ်ဒီကာလမှာဒီဈေးနဲ့ဆိုတာနောက်နေရလို့တော့ထင်ရတယ်အဲ့နေရအခုလူမျိုးမနှက်စာကိုဒီလူမျိုးစုံစုံလင်းလင်းနဲ့အဝစားတာကိုဘယ်လောက်ကြရတဲ့ခုနှစ်ရှစ်ကို1300ဒီလူပိတ်ဆိုင်ကြီးကရက်တီလာတာနှစ်ပေါင်း50ကျော်ရှိပြီဒါမဲ့နှစ်ပေါင်း50ကျော်ဟန်နေပန်နေတိုင်းအခုချိန်ကြီးမပြတ်မီထိမ့်သိမ်းတာတော့မယ်အဲ့မှာအဓိကကောင်းတာတော့ပလာတာတွေကြက်ပဲဟင်းပလာတာဆိုလို့ရှိရင်2800ပဲရှိတယ်2800နဲ့ကြက်ပဲဟင်းပလာတာပဲဟင်းကိုကြည့်ရလုံးဝပြည့်နှင့်နေရကြက်သားကလည်းအသားနဲ့အယိုးနဲ့ရောပြီးနှိမ့်မတတ်တာပြီးပါတယ်ထင်နေတောင်ထည့်ပြီးတာတည်းမဆလာနဲ့အမွှေမွေပလာတာသားကောင်းကောင်းအရသာရှိရှိလေးနဲ့ပိုးရှင်ကလည်းလူတယောက်ဘိုင်းဝါစာပမာဏလောက်ထိကိုပါတယ်ဥပလာတာကိုလည်းတပွဲ2500ယူထားပြီးတော့မခန့်တာနှုံစိမ့်လေးတောင်ပေါက်ပေးတာတည်းအာတာသားကလည်းထူးထူးကျုပ်ကိုနေအပြည့်ဖြည့်တာသူ့ဆိုင်ရလက်ဖိတ်လေးလည်းဈေးသက်တာရဆိုရင်မစိုးလို့ပြောလို့ရကျွန်တော်အတွက်တော့နည်းနည်းလေးတော့ပေါ့တယ်ဒါပေမဲ့သွားနောက်လို့မရဒီမုတ်တွေသူတို့ရဲ့အပြင်ကပတ်သားအဲ့မှာဖြည့်ရတဲ့အစာပလာတဲ့လုံးဝကိုအပြည့်ပဲအဖာတယောက်တော့ကန်ကောင်းလို့အခုမှထွက်တဲ့မုတ်ပူပူနွေးနွေးလေးစားလိုက်ရတာအရသာကိုရှိနေရပဲတက်ကို9000စုံစုံလေးနဲ့ပြေးဝဝအောင်စားလိုက်ရတယ်ဆိုင်ကမူလဟန်မပြတ်ထိမ့်သိမ်းထားတဲ့အတွက်ကြောင့်မလို့ဘာကာတနာတွေပါတော့သိမ့်မရှိဘူးတိုင်မှလာတိုင်းပဲအေးစေးနားမယ်စားမယ်ဒါပဲလို့ဒီလိုကိတ်ကာလာမှာဒီလိုမျိုးဈေးနှုန်းကိုထိမ့်သိမ်းထားလဲဆိုတော့အမေကြီးရဲ့အချိန်ကြတော့ရှင်ကဘာသာရေးသမားဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းစားနိုင်တဲ့ဈေးနှုန်းတစ်ခုနဲ့ရတာကောင်းကောင်းလေးနဲ့စားစီကျင်တာကြောင့်မလို့ Asus တိုင်နဲ့အခုလိုမျိုးဆိုင်နေရရက်တည်နေရအစုနှစ်ပေါင်းများစွာကြာအောင်ရက်တည်လာတဲ့ဆိုင်ကကျွန်တော်တို့ generation မှာလည်းဆက်လက်တည်တတ်နေအောင်ထိမ့်သိမ်းရမှာပိုရီရဲ့တောင်းပြသွားပြီ။ဘာအပေးချင်တယ်ဆိုလို့ရှိရင်တော့စိုင်းလိပ်စာ39လနဲ့စိတ်ကန်းသာလမ်းကြားဘန်ဒူလာဘလောက်မှရှိတဲ့ရတာဆိုတဲ့တပိတ်စာလေးပါ